တာလီစွာပါမင်္ဂလာပါအမျိုးတီရခိုင်ပြည်ရဲ့ရှေးဟောင်းအမွေအနေနဲ့ယဉ်ကျေးမှုစာပေတွေကိုကဘာကသိအောင်ဖော်ထုတ်နိုင်ခဲ့တဲ့ရခိုင်အမျိုးသားခေါင်းဆောင်ကြီးတို့အကြောင်းကိုသိပါသလားသူကတော့1982ခုနှစ်နိုဝင်ဘာလ23ရက်မြောက်ဦးမြို့အနီးကတက်တင်းကျွေးရွာမှာမွေးဖွားခဲ့တဲ့ဆရာကြီးဦးဦးတာထွန်းပဲဖြစ်ပါတယ်။ဆရာကြီးဦးဦးတာထွန်းကတက္ကရာဘာသာသမိုင်းဗေဒင်နဲ့ရှေးဟောင်းသုတေသနပညာရပ်တွေကိုတက်သိနားလည်တဲ့ဆရာကြီးရဲ့ထံမှာသူကိုယ်တိုင်သင်ကြားစီးပူးခဲ့တဲ့ပုဂ္ဂိုလ်ကြီးတူပဲဖြစ်ပါတယ်။1955ခုနှစ်ကနေပြီးတော့1989ခုနှစ်ထိမရဟူရှေးဟောင်းသမိုင်းဝင်ပြတိုက်မှာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ဒီဝေသာလီမြို့ဟောင်းတူးဖော်ခဲ့တဲ့လုပ်ငန်းစဉ်မှာလည်းပါဝင်ခဲ့ပါတယ်။သမိုင်းကြောက်စာနဲ့ရည်ကြီးမှုအမွေအနှစ်တွေကိုစနစ်တကျပြုစုရေးသားခဲ့တဲ့သူလည်းဖြစ်ပါတယ်။တရားကြီးကစာပေနဲ့ယဉ်ကျေးမှုတွေမကဘဲနဲ့အမျိုးသားရေးကိစ္စအဝဝရခိုင်မျိုးသားရေးကိစ္စနဲ့ဒီမြန်မာနိုင်ငံရဲ့ပြည်သူတွေအတွက်လည်းစွမ်းစွမ်းတမန်ရဲဝံ့စွာရှေ့ကနေမမရက်တီပေးခဲ့တဲ့မျိုးသားခေါင်းဆောင်ကြီးတူလည်းဖြစ်ခဲ့ပါတယ်။ဆရာကြီးက1990ခုနှစ်ဩဂတ်လ14ရက်နေ့မှာကွယ်လွန်ခဲ့ပြီးဆရာကြီးပြုစုရေးသားခဲ့တဲ့သမိုင်းစာပေယဉ်ကျေးမှုနဲ့ဘာသာပြန်တွေကတော့ယနေ့ထိတိုင်ပဲရှိပါတယ်။ရခိုင်အမျိုးသားအတွက်ကတော့တကယ်ကိုဂုဏ်ယူစရာပုံကိုယ်ကြီးတူပဲဖြစ်ပါတယ်။ကဲဆရာကြီးရဲ့အကြောင်းကိုသိတဲ့သူတွေကမသိတဲ့သူတွေကဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like လေးပေးခဲ့ကြပါအောင်။ဒီချက်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက် follow လုပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့။ဆရာကြီးနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေကိုအကြံပြုချင်တယ်ဆိုရင်တော့ comment လေးတွေရေးခဲ့ပေးကြပါအောင်မျိုးဒီကျေးဇူးတော်တင်ပါတယ်။